ကျွန်တော်ရဲ့အာယုံ၅ပါးလုံးကအန်ဒရယ်ဆိုတာကိုအချက်ပေးနေပြီ။ဘဝန်းကျင်တစ်ခုလုံးကမောင်မဲနေပြီးတစ်စုံတစ်ယောက်ကကျွန်တော်ကိုဝါမျိုးဖို့ချောင်းနေသလိုပဲကျွန်တော်နောက်ကိုလှမ်းကြည့်ပဲပြေးတော့တာပေါ့။ဒါပေမဲ့ထူးဆန်းတာကကျွန်တော်ပြေးလီတော့ကပုံနဲ့လာလီပဲ။အဲ့ဒီချိန်မှာလက်ထဲကနီးရဲနေတဲ့လက်ပတ်လေးကရုတ်တရက်ပူနွေးလာပြီးလင်းတန်းတစ်ခုဖြာထွက်လာတယ်။အဲ့ဒီလင်းတန်းကသွားရမယ့်လမ်းကိုညွှန်ပြနေသလိုမျိုးတောအုပ်ထဲကလမ်းကျလေးတစ်ခုစီကိုဦးတည်နေတယ်။ကျွန်တော်လည်းတခြားစဉ်းစားမနေတော့ပဲအဲ့ဒီနောက်ကိုပဲလိုက်သွားမိတာပေါ့။နောက်မှာတော့တစ်ခုကကျွန်တော်နောက်ကိုကတ်လိုက်နေတဲ့အတန်တွေကြားနေရတော့ပဲ။လမ်းဆုံးကိုရောက်တော့ကျွန်တော်မျက်စိရှိမှမြင်လိုက်ရတာကကြောက်ကူဟောင်းကြီးတစ်ခုထူးဆန်းတာကအဲ့ဒီကူဝါမှာလင်းတို့တွေပိုးစုံကျူတွေကအပြည့်ပဲကျွန်တော်ကူထဲကိုဝင်လိုက်တဲ့ချိန်မှာပဲအနောက်ကလိုက်လာတဲ့ကြောက်စရာကောင်းတဲ့အတန်တွေအကုန်လုံးရုတ်တရက်ပျောက်သွားတယ်ကူထဲမှာကအပြင်ကားတဲ့လုံးဝမတူနေရံတွေပေါ်မှာထူးဆန်းတဲ့ရုပ်ပုံတွေစာတွေရှိနေတယ်ကျွန်တော်ဖုံးမိနဲ့လိုက်ကြည့်ရင်ဂူရဲ့အလေတဲကကြောက်စပွဲတစ်ခုပေါ်မှာဖုံတွေတက်နေတဲ့စာအုပ်ဟောင်းကြီးတော့ကိုတွေ့လိုက်ရတယ်ကျွန်တော်အဲ့ဒီစာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့ကလုံးစက်သိမ်းဖြန်းထားပြီးအရန်လက်သွားတယ်အဲ့ဒီစာအုပ်ရဲ့ပထမဆုံးစာမျက်နှာမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရေးခဲ့ပုံရတဲ့မြန်မာလက်ရေးနဲ့စာတစ်ကြောင်းရှိနေတယ်။အဲဒီစာကတော့အောင်သူမင်းပြန်လာမှာကိုငါသိနေတယ်တဲ့။ကျွန်တော်လည်းဒီတောတာတွေကလူသူမရှိတဲ့ခုထဲမှာဘယ်သူကကျွန်တော်နာမည်ကိုကြိုရေးထားတာလဲ။ပြီးတော့အဲဒီစာသားရဲ့ဘေးမှာကတ်ထားတဲ့ဓာတ်ပုံဟောင်းလေးတစ်ပုံဓာတ်ပုံထဲမှာကကျွန်တော်ရဲ့အဖိုးငယ်ငယ်တုန်းကပုံသူ့ဘေးမှာပြုံးပြီးရက်နေတာကတော့မနေ့ကကျွန်တော်တွေ့ခဲ့တဲ့အဲ့ဒီအပြာရောင်မျက်လုံးနဲ့ကောင်မလေးပေါ့ဒါဆိုသူမကလူသားလားတသမီလားပြီးတော့ကျွန်တော်အဖိုးနဲ့ဘလို့ပတ်သက်ခဲ့တာလဲအဲ့ဒီချိန်မှာပဲကူဝါကနေအောင်သူရေကဲပါအောင်ဆိုတဲ့အတန်ကိုကျွန်တော်ကြားလိုက်ရတယ်